ဖေရဲ့အမေရဲ့ညီငယ်ညီမလေးတို့တွေနဲ့ပျော်ရွှင်ရမိသားစုကပါကျွန်တော်နဲ့အတူနေခြင်းပါတယ်ခဏမှချိန်မပေးလို့သာရင်မြေတွေချက်အဝိမှာရောက်လို့နေတော့လေမိန်ကလေးနေတိုင်းလွမ်းပါတယ်အမေရဲ့ချက်ကျွေးဘူးရဲ့ထမင်းဝိုင်းလေးပြန်သတိရတယ်လက်ဆောင်စားခဲ့ကြတော့မိသားစုတွေပျော်ရွှင်စရာကွယ်ရဲ့တူကူများရှိရဲ့ဖေးကကူမလို့ရဲ့ဖေးချွေးနဲ့တီဆောက်တယ်အမေရဲ့ကဘာငယ်ကလေးဟာမြေတာအင်္ဂလိပ်တစ်လုံးပါကွယ်ဟင်းမကောင်းပါတော့လေထမင်းတကယ်မင်းငယ်ရတယ်ပကတနမရှိပေမဲ့ပြပေးအိတ်ကလုံကြုံပါတယ်အမေခွေကအေးရဲ့မြေတတရားအပြည့်နဲ့ပျော်ရွှင်ချမ်းမြေဦးရဲ့မြေတာအင်္ဂလိပ်